ပတ်ဝန်းကျင်မှာတွေ့နေမြင်နေကြမဟုတ်တဲ့အရာဝတ္ထုပစ္စည်းတွေကိုတွေ့ရင်ထိတာကန်တာမလုပ်ပါနဲ့နေရာပြောင်းတာခြေထောက်နဲ့ကန်တာခဲနဲ့ပေါက်တာအနီးကပ်ဝိုင်းအောင်ကြည့်တာဓာတ်ပုံရိုက်တာတွေဟာအန္တရာယ်ရှိတဲ့အပြုအမူတွေဖြစ်ပါတယ်မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းအန္တရာယ်သတိရှိပါရခိုင်ပြည်ကြောက်ဖြူမြို့ကနေရန်ကုန်ကိုသားရောက်မဲ့ခရီးသည်တွေဟာဒင်းလက်မှတ်ဝယ်ယူရရှိဖို့အတွက်စစ်ကောင်စီဌာနနဲ့ပွေးစားတွေရဲ့ပူးပေါင်းရှင်းလင်းမှုကိုခံနေရတယ်လို့ DMG ကစုံစမ်းသိရပါတယ်။ကြောက်ဖြူကနေရန်ကုန်ကိုသားမဲ့ခရီးသည်တွေဟာအိမ်ထောင်စုစီရင်မှတ်ပုံတွေအထောက်အထားတွေနဲ့ခရီးသွားလာခွင့်ပြုမိရရှိဖို့အတွက်ကြောက်ဖြူမြို့နယ်ထွေအောက်ရုံးမှာကနဦးစတင်ပြကြရပါတယ်။အဲ့ဒီလိုခရီးသွားလာခွင့်ပြုမိကိုရရှိဖို့အတွက်ရပောင်းများစွာကြာမြင့်တက်ပြီးတော့ပွေးစားလမ်းကြောင်းကနေတစ်ဆင့်ချင်းကပ်သွားမယ်ဆိုရင်3ရက်အတွင်းခွင့်ပြုမိကိုရရှိနိုင်ပြီးတော့အဲ့ဒီအတွက်ပွေးစားခဟာငွေကျပ်2သိန်းအထိပေါက်ဆဲရှိနေတာလည်းဖြစ်ပါတယ်ခရီးသည်တွေဟာခရီးသွားလာခွင့်အတွက်အဲ့ဒီလိုခွင့်ပြုချက်တောင်းခံရတဲ့အပြင်လင်းရင်လက်မဲ့ဝယ်ယူရရှိရဲ့အတွက်လည်းပွေးစားတွေကိုရှင်းကပ်နေကြရပါတယ်ကြောက်ဖြူရန်ကုန်လင်းလက်မှတ်တစ်စောင်ကိုပုံမှန်ဈေးနှုန်းမှာငွေကျပ်9သိန်း5000နှုန်းအထက်ရှိပါတယ်။အဲ့ဒီလင်းလက်မှတ်ကိုစောင်းလင်စာဝယ်ယူရရှိနိုင်ရေးအတွက်ပွေစားကအဖြစ်ငွေကျပ်2သိန်းထပ်မံပေးဆောင်ကြရတာပါ။ခရီးသွားလာခွင့်ရရှိပေမဲ့ပွေစားနဲ့ချိတ်ဆက်ပြီးတော့လင်းလက်မှတ်ဝယ်ယူဖို့အခက်အခဲရှိနေတဲ့ခရီးသည်တွေဟာလာဝန်ခန့်ကြာတဲ့အထိလင်းလက်မှတ်မရနိုင်ပဲကြောက်ဖြူမြို့မှာတောင်းတင်နေကြရတယ်လို့ DMG ကစုံစမ်းသိရှိရပြီးတော့အရေးအတွက်အတိအကျကိုတော့မသိရသေးပါဘူး။ပြီးခဲ့တဲ့2024ဧပြီလကစလို့ကြောက်ဖြူမှာရန်ကုန်ကိုခရီးသွားမဲ့ခရီးသည်တွေကိုစစ်ကောင်စီရဲ့ကြောက်ဖြူမြို့နယ်ထွေအောက်အပါအဝင်လာဝကရစ်တပ်ဖွဲ့တွေကတင်းကျပ်စွာစစ်ဆေးမှုနဲ့အတူလေရင်လက်မဲ့ရောင်းချမှုကိုပါရှောက်ကန်ရှစ်လေထားခဲ့တာပါရခိုင်ပြည်အနှံ့ကဒေသခံတွေဟာကျန်းမာရေးနဲ့ပညာရေးကိစ္စတွေကြောင့်ကြောက်ဖြူမြို့ကနေတဆင့်ရန်ကုန်ကိုတောင်းရောက်နေကြရပြီးတရက်မှာအနည်းဆုံးလူဦးရေ200ခန့်ထွက်ခွာနေတယ်လို့ DMG ကစုံစမ်းသိရပါတယ်ရခိုင်ကနေမြေအများစုကိုသိမ်းပိုက်ထိန်းချုပ်ထားတဲ့ ULA/AA ကလည်းအမျိုးသားရေးကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEV အရာစစ်မှုထမ်းအကျုံးဝင်တဲ့လူငယ်တွေကိုရခိုင်ပြည်ပြင်ပကိုထွက်ခွာဖို့လက်ရှိတိုက်ပွဲကြောင့်ဖြစ်ပေါ်နေတဲ့အရေးပေါ်ကာလအထိတားမြစ်ထားတယ်လို့မေလ22ရက်နေ့မှာထုတ်ပြန်ထားပါတယ်လက်ရှိမှာကြောက်ဖြူမြို့ကနေ6မှန်ခန့်အကွာမှာရှိတဲ့အမှတ်30နဲ့ရဲတပ်ရဲအနီးမှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော် AA တို့ကြားတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့မြို့ပေါ်နဲ့3မှန်ခန့်အကွာရှိတဲ့စစ်ကောင်စီရဲ့ခမရ942နဲ့ခမရ943တို့ကိုလည်း AA ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေတာပါကြောက်ဖြူမြို့တိုက်ပွဲမှာမြို့နယ်တဖြည်းဖြည်းနီးကပ်လာနေတာကြောင့်စစ်ကောင်စီဟာမြို့ပေါ်လုံခြုံရေးကိုတင်းကျပ်ပြီးတော့ရှောင်းတခင်းစစ်ဆဲမှုတွေအပါအဝင်နေအိမ်တွေကိုဝင်ရောက်စစ်ဆဲမှုတွေကိုလည်းတင်းကျပ်စွာလှုပ်ဆောင်နေတာပါ